အခန်းခွန်တည်ယူပို့ဆောင်ရေးပထမပတ် D1 မှာဒီရှယ်တို့တည်ယူပို့ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ဘာတွေသင်ကြားရမလဲဆိုတာကိုဒီရှယ်နဲ့အတူလေ့လာရအောင်တပြီးကြပြာကိုရွတ်ဆိုခြင်းတပြီးအတန်နဲ့အမည်ရွတ်ဆိုခြင်းတပြီးအခရာစလုံးဆက်ဆက်ရှင်တပြီးကူးရေးခြင်း head and shoulder ကြပြာရွတ်ဆိုခြင်း S အခရာများရွတ်ဆိုခြင်းကျောင်းသို့လာရောက်ပုံနီလန်းများကိုအမူအရာဖြင့်တည်ယူဆောင်ခြင်းကျောင်းသို့လာရောက်ပုံနီလန်းများကိုဆွေးနွေးခြင်းခီးသွွားကြမယ်ကြပြရွတ်ဆိုခြင်းရင်ပုံဆွဲခြင်းတို့ပဲဖြစ်ပါတယ်တပြီးကြပြရွတ်ဆိုခြင်းတာကလေးချစ်စရာတာကလေးတရတခွားရှူရှူအေးတစင်ပန်းကကြူမွေအဲ့ဒါတာကလေးဒီရှယ်တို့ကတဆိုတဲ့နေရာလေးမှာပြပြတတလေးကလေးတွေကိုသင်လေးပါမယ်ပြီးအဲ့နေရာလေးကိုဆရာကကြပြာကိုသင်တဲ့အခါမှာဒီစလုံးလေးကိုပေါ့နော်ထောက်ပြီးတော့ပေါ့နော်ဆိုပြရင်ကလေးကပို့ပြီးတော့ကလေးတွေပို့ပြီးတော့အကျိုးရှိပါတယ်တပြီးအတန်းနဲ့အမည်ရွတ်ဆိုခြင်းတပြီးကတော့ဒီရှယ်တို့ကနာမည်ကလည်းတအတန်ကလည်းတလို့ပဲအတန်ထွက်ပါတယ်တပြီးအခရာစလုံးဆက်ဆက်ရှင်တနဲ့စတဲ့ပစ္စည်းလေးတွေကလေးတွေကိုစဉ်းစားခိုင်းမယ်ဖြည့်ခိုင်းမယ်ပြီးရင်ဆရာကရုပ်ပုံလေးတွေပြပြီးသင်ကြားလို့လည်းရပါတယ်တပြီးကူးရေးခြင်းခုနကဒီရှယ်တို့သင်ခဲ့တဲ့တကိုဆရာကတင်မုံဘက်ကိုမျက်နှာမူပြီးတော့ပေါ့နော်တင်မုံပေါ်မှာလက်ထောက်ပြီးရေးပြတို့လေးထဲမှာဆွဲပြတို့ပြီးလို့ရှိရင်ကလေးတွေကိုနောက်ကနေလိုက်ပြီးတော့ရေးခိုင်းမယ်ကြောကုန်းပေါ်မှာရေးခိုင်းမယ်ပြီးလို့ရှိရင်ဒီရှယ်တို့ကဒီလိုမျိုးပေါ့နော်အကွက်ပေါ့မြင်းအကွက်ထဲမှာလွတ်လပ်ရေးခိုင်းပါမယ် head and shoulder ကြပြရွတ်ဆိုခြင်း head shoulder knees and toes head shoulders knees and toes eyes ears nose and mouth S အခရာရွတ်ဆိုခြင်းရှေ့ကဒီရှယ်တို့သင်ကြားခဲ့တဲ့အင်္ဂလိပ်အခရာသင်ကြားနည်းအတိုင်းသင်ကြားပေးပါမယ် S ကျောင်းသို့လာရောက်ပုံနီလန်းများကိုကလေးများကိုအမှုအရာဖြင့်တည်ဆောက်ဒီသင်ခန်းစာမှာဆရာကကလေးတွေကိုတဦးချင်းစီပေါ့နော်မေးပါမယ်ခဲကလေးတို့အကြောင်းကိုဘာနဲ့လာတယ်လဲနော်ကျောင်းလာတဲ့ခါမှာဘယ်သူလိုက်ဖို့တလဲဘာနဲ့လာကြတယ်လဲကဲကလေးတို့ကျောင်းကိုလာတဲ့ပုံစံကိုဆရာပေါ့နော်ဒီအမှုရဟိုပေါ့နော်မေးမယ်ဥပမာစပိန်လာဆိုစပိန်ကိုဘယ်လိုလေးစီးလာရလဲကလင်းပါပေါ့ကလေးကစပိန်စီးတဲ့ပုံလေးအမှုရလုပ်မယ်တယောက်ကျောင်းကားနဲ့လာကားကဘယ်လိုလောက်ရလဲဘူးနဲ့မောင်းပြီးလာပေါ့နော်ကဲဘသူကအမေကလိုက်ပို့တဲ့ဆိုင်ကယ်နဲ့စသဖြင့်ပေါ့နော်ခလေးတွေသူတို့ကျောင်းကိုလာရောက်ပုံနီလန်းတွေကိုသူတို့ပြောလဲပြောမယ်ပြီးသူတို့တရုပ်ဆောင်တက်တယ်လို့တရုပ်ဆောင်ခိုင်းပြီးတော့တရုပ်ဆောင်ခိုင်းပါမယ်ရှည်လင်လာတဲ့လူလမ်း6လာတဲ့လူလဲလမ်း6လာတဲ့ပုံစံပေါ့နော်အဲ့လိုတူရတွေစုပြီးတော့တရုပ်ဆောင်ခိုင်းပါမယ်ကျောင်းသို့လာရောက်ပုံနီလန်းများကိုဆွေးနွေးခြင်းဆရာကကလေးတွေကိုခီးသွားဘူးသလားလို့မေးမယ်။ကဲသွားဖို့ရင်ဘယ်မြို့သွားဘူးလဲ။ဘာနဲ့သွားတာလဲ။ကားနဲ့လားရထားနဲ့လားလေယာဉ်နဲ့လားသင်္ဘောနဲ့လားစသဖြင့်ပေါ့နော်။ကလေးတွေပြောသမျှကိုဆရာကသင်္ဘောပေါ်မှာရေးမယ်။ပြီးရင်ဆရာကပေါ့နော်ဒီရှယ်အခုပြထားတဲ့လိုမျိုးခီးသွားလို့ရတဲ့ရင်တွေပေါ့နော်အဲ့ဒါတွေပိုစတာလေးထုတ်ထားပြီးတော့ပုံဆွဲတဲ့ပေါ့နော်ပိုစတာထုတ်လို့မလွယ်တဲ့နေရာဆိုဆရာကပုံလေးဆွဲပြီးတော့ပုံလေးပြထားမှာပေါ့နော်အဲ့ထက်မှာကလေးတွေကိုကိုစီးခဲ့တဲ့ရင်ကိုထောက်ပြခိုင်းမယ်ပြီးရင်ဒီရှယ်တို့ကခီးသွားကြမယ်ကြပြကိုသင်ပါမယ်ခီးသွားကြမယ်ဒူလာတငယ်ချင်းအားလုံးပြောစရာစီးကြမောင်းကြသွားကြမှာပွန်းကားကြီးမောင်းမယ်ပွန်းကားကြီးမောင်းမယ်ပွန်းကားကြီးမောင်းမယ်ပွန်းတူထားကြီးမောင်းမယ်တူထားကြီးမောင်းမယ်တူထားကြီးမောင်းမယ်တူပေါ်တမောကြီးမောင်းမယ်ပေါ်တမောကြီးမောင်းမယ်ပေါ်တမောကြီးမောင်းမယ်ပေါ်ဝီလေးပြန်ကြီးမောင်းမယ်ဝီလေးပြန်ကြီးမောင်းမယ်ဝီလေးပြန်ကြီးမောင်းမယ်ဝီကလင်းစပိန်လေးစီမယ်ကလင်းစပိန်လေးစီမယ်ကလင်းစပိန်လေးစီမယ်ကလင်းဆိုင်ကဲစီမယ်ဆိုင်ကဲစီမယ်ဆိုင်ကဲစီမယ်ချော
လမ်းလေးလျှောက်မယ်6လမ်းလေး6မယ်6လမ်းလေးလျှောက်မယ်6ဆရာနဲ့ကလေးတွေနဲ့ကြပြလေးကိုအမူအရာလေးနဲ့သိစုပါမယ်ဒါကတော့ကလေးတွေအနားယူတဲ့အချိန်ဖြစ်ပါတယ်တနေ့တာရဲ့နောက်ဆုံးသင်ခန်းစာကတော့ရင်ပုံရေးဆွဲခြင်းဖြစ်ပါတယ်ကလေးတွေမိမိတို့နှစ်သက်ရာပေါ့နော်ရင်ရထားတွေကိုနှစ်သက်ရာကိုသူတို့ဆွဲလို့ရပါတယ်သူတို့ကြိုက်နှစ်သက်ရာဆိုတနေ့တာနှစ်ရှုပ်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်